အားလုံးပဲမင်္ဂလာပါဒီဘိုင်းမှာဒီ2ပေါက်ထဲမှာရှိတဲ့ဒီ ruler ထိုးလေးအကြောင်းပြပြမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော် ruler ထိုးလေးကိုရွေးချယ်လိုက်ပါပြီဒီအနေထားရှိတယ်ပေါ့နော်ဟောဒီရဲ့2 option ဘာမှာ HYWH A L1 L2 ဆိုပြီးတော့ကျွန်တော်ဒီအနေထားတွေ့ရပါတော့လောလောဆယ်3ညတွေဒီ L1 ထိက3ညတွေပါပြီးတော့ဒီ L2 မှာ3ညမပါသေးပါဘူးသူ ruler ထိုးရဲ့အနေထားမှာအပေါင်းပုံစံရှိရပါတော့အဲ့တော့အဲ့ရနေကျွန်တော် left click တစ်ချက်ထိပြီးတော့ဆွဲမယ်ဆိုရင် ruler ထိုးရဲ့ပုံစံကဒီမှာဒီခုမြင်တွေ့တဲ့အတိုင်းမညီဘူးပေါ့နော်ဆွဲလိုက်တာနဲ့ဒီအပေါ်မှာကဏ္ဍတွေကပြောင်းသွားတယ်ပေါ့နော်ထပ်ပြီးအတစ်ဆွဲမယ်ဆိုရင်အရှိကဆွဲလိုက်တဲ့ဟာပျောက်သွားဟောဒါကတော့မညီဘူးအဲ့တော့ဒီစမတ်ကို H လို့ထားပြီးစုံမတ်က Y ဖြစ်ပါတယ် shift ကိုခံပြီးတော့ဆွဲမယ်ဆိုရင်တော့ကျွန်တော်မြင်အဖြောင်းရမှာဖြစ်ပါတယ်ဒီပုံမှာကြည့်မယ်ဆိုရင်ဒီ L1 ထိကဏ္ဍရှိရပါတော့ L2 မှာကဏ္ဍမရှိသေးဒီဘက်ကလည်းပြန်ဆွဲတာကိုကြည့်ပါဒီ A မှာအနှုတ်ပါပါနော်ပြန်နေပြန်ဆွဲတော့ကြည့်မယ် W မှာနှုတ်ပါတယ် A မှာနှုတ်ပါတယ်နော်ဟုတ်ပြီဒီတိုင်းပြန်ဆွဲကြည့်မယ်အပေါ်ကနေအောက်ဆွဲချတာဒီမှာဒီ W မှာနှုတ်ပါတယ် A မှာတော့အနှုတ်ပါတယ်ဒီမှာတော့ဒီတိုင်းပဲထပ်ပြီးတော့ပြောင်းပြန်ဆွဲကြည့်မယ်ဒီတိုင်းပြန်ဆွဲတက်ကြည့်မယ်W မှာနှုတ်ပါတော့ဒီမှာ H မှာအနှုတ်ပြန်ပါတယ်ဒီ A မှာအနှုတ်မပါတော့ဘူးနော်အဲ့မျိုးလေးတွေကွဲလွဲနေတာတွေ့ရတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီ L2 ကိုဖွင့်ချင်တယ်ပေါ့ဖွင့်ချင်တယ်ဆိုဘယ်လိုလုပ်မလဲကျွန်တော်ဒီမှာ shift ခံပြီးတော့ဆွဲမယ်ဆိုရင်မြင်းဖြောင်းရတယ်မြင်းဖြောင်းရဆိုလွတ်မယ် shift ကိုပြန်လွတ်မယ်ဒီနေရာမှာလာဆက်ချင်တာဖြစ်တဲ့ order လာဖိထားပြီးတော့ shift နဲ့ order ရဲ့ shift ရဲ့ဖိပြီးတော့လာဆွဲပဲဆွဲပြီးလွတ်လိုက်ပါဒါဆိုမြင်းဖြောင်းရပါနော်အဲ့ဒီမှာဆိုရင် L2 ပေါ်လာပြီပေါ့ L1 L2 ဒီအလဲမှာထားပြီးတော့ကျွန်တော်ရွှေ့ခြင်းတဲ့နေရာရွှေ့လို့ရပါတယ်ဟောဒါပြန်ဖြုတ်ခြင်းနဲ့ဆိုရင် clean ဒီ view တက်ထဲကဒီ ruler လေးကိုကျွန်တော်တို့ဖွင့်မယ်ပေါ့နော် shortcut key control R လောလောဆယ်ဒီမှာ left click တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာ pattern တက်လာပြီပေါ့နော်အဲ့တော့ဒီ pattern ပေါ်မှာကျွန်တော်တို့ right click နှိပ်လိုက်မယ်ဆိုရင်ဒီခုမြင်နေတဲ့အနေထားက pixel နဲ့မြင်နေရပါတော့ inch တောင်းချင်တယ်ဆိုရင်ဒီမှာ inch ထိလိုက်ပါဒါဆိုရင် inch ရပြီပေါ့နော်ဒီကနေဒီဘေးကနေဒီလိုလာယူခဲလိုက်မယ်ဆိုရင်မြင်းချောင်းတစ်ချောင်းကိုက်လိုင်းလေးရလာမယ်ပေါ့နော်ထပ်ပြီးတော့နောက်တစ်ချောင်းလာယူလိုက်မယ်ဆိုရင်အဲ့လိုပဲကျွန်တော်ဒီအပေါ်ကနေအောက်ဆွဲဆင်းခဲလို့ရပါတယ်ဟောဒီပုံလေးကိုတော့ဖွင့်လိုက်မယ်ပေါ့နော်မျက်စိဖွင့်ပိတ်ဆန်းခြင်းဟောအခုကျွန်တော်တို့စာရွက်တစ်ရွက်ခေါ်ထားပါနော်ဒီစာရွက်တစ်ရွက်အလဲကိုပိုင်းမယ်ဒီရဲ့အရှည်ရဲ့အလဲကိုလည်းပိုင်းမယ်ပေါ့ပိုင်းချင်တယ်ဆိုရင်ကျွန်တော်တို့က ruler ပေါ်မှာကျွန်တော် right click နှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ဒီ pixel နေရာမှာကျွန်တော်တို့ကဒီ percent လိုက်ပါအောက် left click တစ်ချက်ထိလိုက်ထပ်ပြီးတော့ကျွန်တော် right click နှိပ်ပြီးကြည့်မယ်ဆိုရင်အမှန်ချက်ကဒီလိုအနေထားရှိနေပါတော့ဒါဆို percent ယူထားပြီပေါ့နော်ဒီ view တက်ထဲကိုလာမယ်ပြင်ကျွန်တော်ကဘာလုပ်မလဲဆိုရင်ဒီ new guide ကိုလာမယ်ဒီ new guide လေးလာမယ် left click တစ်ချက်ထိလိုက်မယ်ထိပြီးတော့ကျွန်တော်ဒီမှာ percent နေရာမှာပါတော့ဒီ3ညအရှိနားမှာ9ခံပေးလိုက်ပါဒါဆိုရင်90%ပေါ့နော် okay ပေးလိုက်မယ်ဒါဆိုရင်ဒီနေထားရလာပါတော့ဒါစာရွက်တစ်ရွက်ရဲ့အလဲကိုယူလိုက်တာပေါ့နော်ထပ်ပြီးတော့ကျွန်တော်တို့ဒီလိုကန့်လန့်လေးရခြင်းနဲ့ဆိုရင်လည်းစောစော view tab ကိုပဲလာမယ်ဒီ new guide ကိုပဲလာမယ်ဒီနေရာမှာကျွန်တော်တို့က horizontal လေးကိုလာယူပေးမှာပေါ့နော်ထပ်ပြီးတော့ဒီနားမှာ9ယူလိုက်ပါပြီးရင် okay နှိပ်လိုက်တော့ဒါဆိုရင်စာရွက်တစ်ရွက်ခေါ်ပြီးတော့လည်းအလဲကိုဒီလိုမျိုးယူလို့ရတယ်ပေါ့နော် color ထည့်မယ်ပေါ့နော် background color control delete ဒါဆိုရင် background color ရလာပြီအဲ့တော့ဒီ count ထိုးလေးကိုဆက်ပြီးရှင်းပြမယ် count ထိုးလေးကိုကျွန်တော်ရွေးချယ်လိုက်ပြီပေါ့နော်ဒီ option bar မှာဒီ color လေးမြင်နေပါတော့ဒီ color လေးကျွန်တော်မကြိုက်လို့ချိန်မယ်ပေါ့ချိန်မယ်ဆိုအဲ့နေရာလေး left click တစ်ချက်ထိမယ်ထိရတဲ့ box တစ်ခုတက်လာမယ်ဒီမှာဟုတ်ပြီဒီအဖြူ color လေးကြိုက်တယ်ပေါ့နော် okay ပေးလိုက်ပြီ count ထိုးအသုံးပြုပြီးစပြီး left click တစ်ချက်နှိပ်လိုက်ပါ1 2 3 4ဒါပါပဲ count ထိုးရတဲ့ဘောတွေက